ပါမေစီပူဇာတော်ရေးရှိကံခံခဲ့ပြီပါရမီသာကီပါရမီပူပါမေစီပူဇာတော်ရေးရှိကံခံခဲ့ပြီသာကောင်းခြင်းနဲ့ညီဝေကောင်းခြင်းနဲ့ညီချေရပင်မဖြစ်ပေါ်သည်လူတိုင်းလည်းပဲသိပဲမြည်မြတ်တရားသာမင်းသည်ခြေလေးပဲနေတဲ့ပြီအိုးတွေးမှသူ့လို့တွေးပူဇာကညီကောင်းပေါ်ကြသည်အသောတွေးကညီသူ့စွာပင်လူမြတ်သည်ချင်းလည်းမလာသည်မင်းမိများဖြစ်တော်သည်အသောရင်ရှိရင်ရှိအောင်